ပြောင်းလဲမင်္ဂလာပါကျွန်တော်တို့ knowledge zone channel အစီအစဉ်ပုံမှန်တစ်ဆက်နဲ့ရွှေကမင်းဖြစ်ပါကျွန်တော်ဒီနေ့တက်ဆက်ပေးခြင်းနဲ့ဗီဒီယိုလေးကပေါ့နော်ကျွန်တော်တို့ဈေးရကြီးကပေါ့နော်ကိုထက်နိုင်ထွန်းကျွန်တော်တို့တန်လိုက်စောင်းမောက်အပြက်ကတန်လိုက်တုံးနေပေါ့နော်24နိုင်လက်စစ်မီးရအောင်လှုပ်သွားတဲ့နီလေးဖြစ်ပါတော့ဆိုတော့အခုသူ့ရဲ့နီလေးကျွန်တော်တို့တစ်ချက်လောက်အတူကြည့်လိုက်အောင်နော်ဒီကျွန်တော်နော်သူကစောင်းမောက်ပြက်ကတန်လိုက်တုံးနှစ်တုံးကိုယူလိုက်ရနော်ပြီးတော့အလေကောင်မှာတန်လိုက်တုံးအသေးတုံးထားရတယ်ပုံမားကြီးကတ်နေအောင်ထားရလဲနော်ပြီးတော့ကျွန်တော်တို့ကွိုင်နဲ့ပတ်လိုက်တယ်နော်ဆိုတော့တတပြမှာတတတုံးလေးကတ်လိုက်တယ်ပြီးတော့ကျွန်တော်မော်တာမှာတက်လိုက်တုံးကတ်ပြီးတော့အဲ့ဒီအတုံးပေါ်မှာတင်လိုက်တယ်နော်ဒီခုနကတော့ကွိုင်ဘက်ထားတဲ့တန်လိုက်တုံးကိုအဲ့ဒီအရှိမချလိုက်မယ်နော်ကျင်းတဲ့ကွိုင်လေးကိုကျွန်တော်တို့ဒီချက်ကလေးကိုဖြုတ်လိုက်မယ်နော်ပြီးတော့ကျွန်တော်တို့ဒီမီပလက်ပေါက်ခေါင်းနဲ့ချိတ်ဆက်လိုက်မယ်နော်ဒီမော်တာကိုဆက်နှိုးလိုက်မယ်နော်ဒီမော်တာဆက်နှိုးလိုက်တာနဲ့ကျွန်တော်တို့မော်တာကနေတန်လိုက်တော့ကနေလက်စစ်ထွက်လာမယ်နော်ဒီထွက်လာတဲ့လက်စစ်မှာကျွန်တော်တို့မော်တာနဲ့ပြန်ပြီး join လိုက်မယ်နော်အဲ့လိုဆိုရင်ကျွန်တော်တို့လုံးဝကို24နိုင်လက်စစ်မီကအခမဲ့ရသွားပြီပေါ့နော်ရှေ့ကျန်းနေနော်ဒီကဆုံးနေကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ခုလိုဆိုရင်ဆက်ပြီးနေစနေကြောင်းမူမျိုးနေစနေကြောင်းတိတ်ပဲနေစနေကြောင်းရတဲ့နေ့စဉ်များပုံမှန်ဆက်ပြီးတော့ဖြစ်လို့ကျွန်တော် YouTube channel လေး subscribe လုပ်နေ subscribe လုပ်တော့ပြကြပါတော့အားလုံးကျေးဇူးတင်ပါတယ်